Hello အားလုံးပဲမင်္ဂလာပါ3 ကို45 day challenge ကနေပြီးတော့ပြန်လဲကြိုးဆိုပါတယ်増える貯金が増えるဖွေလူဆိုတာကတိုးပွားလာတဲ့ချော့ကင်းကဖွေလူချော့ကင်းဆိုတာကစုငွေတွေကဖွေလူဆိုတာကတိုးပွားလာတဲ့တိုင်းကျူးဆိုတာကဒီခဏကိုလေးချိန်ကဖွေလူဆိုတာကတိုးပွားလာတဲ့ဂျင်းခိုးဆိုတာကဒီလူကြီးကဖွေလူဆိုတာကတိုးပွားလာတဲ့増やす貯金を増やすဖွေရစုဆိုတာကတော့ပေါ်လို့တဲ့ချော့ကင်းဥဖွေရစုချော့ကင်းဆိုတာကစုငွေတွေကိုဖွေရစုဆိုတာကတော့ပေါ်လို့တဲ့減る貯金が減るဟဲလူဆိုတာကရောကြတယ်ချော့ကင်းကဟဲလူစုငွေတွေကရောကြတယ်တိုင်းကျူးဆိုတာကခဏကိုလေးကျင်ရတယ်ဟဲလူဆိုတာကရောကြတယ်ဂျင်းကိုဆိုတာကဒီလူရရတယ်ဟဲလူဆိုတာကရောကြတယ်減らす貯金を減らすဟဲရာစုဆိုတာကရောကြစေတယ်ချော့ကင်းအိုဟဲရာစုဆိုတာကဒီစုငွေတွေကိုရောကြစေတယ်တိုင်းကျူးဆိုတာကခဏကိုလေးချိန်ကိုဟဲရာစုရောကြစေတယ်変わる季節が変わるခါဝါလူဆိုတာကပြောင်းလဲသွားတယ်ခိဆဲဆုကခါဝါလူခိဆဲဆုဆိုတာယာဒီတွေကခါဝါလူဆိုတာကပြောင်းလဲသွားတယ်ဒီတိုင်းဆိုတာကဒီခိကာလာကခါဝါလူပြောင်းလဲသွားတယ်ဘတ်ရှော့နေရာကခါဝါလူဆိုတာကပြောင်းလဲသွားတယ်変える髪型を変えるခိုင်လူကပြောင်းလဲသည့်သူကတာလို့ရှိခမီကတာဟုတ်ခိုင်လူခမီကတာဆိုတာကဒီသပင်ပုံစံကိုခိုင်လူဆိုတာကပြောင်းလဲလိုက်တယ်ဂျီကန်ကိုခိုင်လူအချိန်တွေကိုခိုင်လူဆိုတာကပြောင်းလဲတယ်ဘတ်ရှော့နေရာကိုခိုင်လူဆိုတာကပြောင်းလဲတယ်ဟိုရီဆိုဆိုတာကဥပဒေကိုခိုင်လူဆိုတာကပြောင်းလဲတယ်変わる4月に店長が変わったခါဝါလူကပြောင်းလဲတာသူ့ရဲ့ပြောင်းလဲမှုကကြဘလို့လဲဆိုတော့သူကအစားထိုးတယ်ဆိုတော့အဓိပ္ပာယ်ပါတဲ့ပြောင်းလဲမှု435မှာဆိုရင်လည်းခါဝါလူ439မှာလည်းခါဝါလူ436ကခိုင်အဲလူ438ကလည်းခိုင်အဲလူသူကကြာတော့ဟီယာကနာတွေတူတယ်ဒါပေမဲ့ခန်းကြီးလေးမတူဘူးအဓိပ္ပာယ်လည်းနည်းနည်းဆင်တယ်အပေါ်က435ရဲ့ခါဝါလူကကြာဒီတိုင်းတစ်ခုခုကနေတစ်ခုခုကိုပြောင်းလဲတယ်ဆိုတဲ့အဓိပ္ပာယ်ပြောချင်တာကနေရာပြောင်းလဲတာလို့ချိန်ကားထားတွေပြောင်းလဲလာဆိုရင်435ရဲ့436ရဲ့ခါဝါလူခိုင်လူကိုသုံးတယ်အစားထိုးပြောင်းလဲတာကိုသုံးခြင်းရင်439ရဲ့ခါဝါလူနဲ့438ရဲ့ခါအဲလူဆိုရဲ့ခန်းကြီးတွေနဲ့သုံးတယ်ဥပမာအနေနဲ့ပြောမယ်ဆိုရင်ရှီကာဆိုနိတန်ချောကခါဝါတာရှီကာဆိုဆို4လပိုင်းမှာလေတန်ချောဆိုတာကဒီဆိုင်မန်နေဂျာခါဝါတာဆိုတာပြောင်းလဲသွားခဲ့တယ်ဆိုင်မန်နေဂျာပြောင်းလဲသွားဖြစ်တဲ့အတွက်နောက်ထပ်ဆိုင်မန်နေဂျာအတိတ်ကိုရောက်လာမှာပဲအဲကြောင့်မလို့သူရဲ့အသေးပဲမှာဆိုအစားထိုးတယ်ဆိုတဲ့အတိတ်ပဲပါတယ်ဒီမှာတဲ့တာထိုးရှိအနေနဲ့သုံးမယ်ဆိုရင်ချတ်တူတခါခဲတဲ့ခုနော်တဲ့ချိပါရာကိုโอเคစခဲနော်ရှိကတော့အခါဝတ်ခုလာဆိုင်အပြင်တော့မလို့တဲ့ချိပါရာကိုခဏလောက်တော့โอเคစခဲနော်ရှိကတော့ဆိုတာကဒီကောင်တာရဲ့အလုပ်ကိုခါဝတ်ခုလာဆိုင်တော့အစားထိုးဝင်ပေးပါဆိုတဲ့အတိတ်ပဲ変える1000円札を100円玉に変えてもらったခိုင်လူကလည်းသူကပြောင်းလဲလာပဲသူကကြလည်းအစားထိုးတယ်ဘလို့အစားထိုးပါလဲဆိုရင်ဆန်ဆတ်ဆိုအိုဟျခုအန်တာမနိခိုင်တယ်မလားတာဒီ1000ပတ်ဆက်ရွက်ပေါ့နော်1000တန်ရွက်ကိုတဲ့ဟျခုအန်တာမဆိုတာကဒီ100တန်ကွိုင်လေးနဲ့ခိုင်တယ်မလားတာဆိုတာကပြောင်းလဲလာကိုလက်ခံရရှိတယ်ဆိုတာကဒီ1000တန်တရွက်က100တန်10ရွက်နဲ့အချင်းပြောင်းလဲလိုက်ချင်းလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်帰る友達に貸したお金が返ってきたခိုင်လူဆိုတာကပြန်ပေးသည်ဒီမှာဆိုရင်ဟီယာကနာလေးတူပေမဲ့ခက်ကြီးမတူနော်友達に貸したお金が返ってきた友達にတကယ်ချင်းကို貸したဆိုတာကကိုကချေပေးလိုက်တဲ့お金ပတ်စံက返ってきたဆိုတာကပြန်လာပေးခဲ့တယ်ပြောမယ်ဆို友達ကပြန်လာဆက်တယ်ဆိုတဲ့အဓိပ္ပာယ်返すこの本は2週間以内に図書館に返さなければならないခိုင်စုဆိုတာကပြန်လာထားတာပြန်ပေးတာခုနဟောဝနိရှုကန်အင်တိုင်းနိတိုရှောကန်နိခိုင်ဆနာခဲရပါနာနိုင်ခုနဟွန်ဒီဆောက်ကနိရှုကန်အင်တိုင်းဆိုတာကနံပါတ်အတွင်းတိုရှောကန်နိစံကြီးတိုင်းကိုခိုင်ဆနာခဲရပါနာနိုင်ဆိုတာကပြန်မပေးလို့မရဘူးတိုရှောကန်မှာပြန်မထားလို့မရဘူးပြန်မအပ်လို့မရဘူးဆိုတဲ့အဓိပ္ပာယ်ဒုတိယတစ်ချောင်းကစကိုင်းဥဝတာမိုနိုဝမိုတိုနိုပါရှင်နိခိုင်ရှိတဲ့ကုရာဆိုင်စကိုင်းဥဝတာဆိုတာကတုံးပြီးသွားတဲ့မိုနိုပစ္စည်းကိုတဲ့မိုတိုနိုပါရှော့ဆိုတာကမူလနေရာကိုခိုင်ရှိတဲ့ကုရာဆိုင်ဆိုတာကပြန်ထားပေးပါ皆さんお疲れ様です。もし発音や
翻訳に間違いがあれば、連絡教えてください。よろしくお願いします。一緒に勉強を続けていきましょう。では、またね。バイバイ。